လေချောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရခြင်းနေအိမ်အတွင်းရှိနေပါကအခိုင်အမာတိဆောက်ထားတဲ့မြေအောက်ဘုံခိုခြင်းနဲ့ဘုံခိုပါဘုံခိုခြင်းမရှိပါကရေချိုးခန်းလိုမျိုးနိုင်ငံထူထူရှိပြီးပရင်းပေါက်မရှိတဲ့အခန်းကိုဘုံခိုစရာအဖြစ်ရွေးချယ်ပါစပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နှစ်ဖက်နဲ့အုပ်တရောင်နဲ့မြေကြီးကိုထောက်ခါမှောက်လျက်နေပါအသက်အန္တရာယ်လွတ်မြောက်ရမှာအပါဘုံခိုရနေရာကိုမစွန့်ခွာပါနဲ့မန္တလေးမြို့မှာ2024ခုနှစ်25စတင်ပြီးနေ့စဉ်လူငယ်လူရွယ်တွေကိုပေါ်တာဆွဲစစ်သားအသစ်စုဆောင်ဝင်ညှစ်နေတဲ့အာနာသိန်းစုစုကယခုလတွေအတွင်းမူရစ်စေးဖြစ်ကအမှုစဉ်ဖမ်းဆီးတာတွေပိုပြီးလှုပ်လာတယ်လို့မြို့ကန်တွေကအမတ်ပီကိုပြောပါတယ်။စုံစုလောက်ခံရဲနဲ့ပြူစောတိတွေကမန္တလေးမြို့ပေါ်မှာရှိတဲ့လူငယ်တွေကိုမူရစ်စေးသုံးဆွဲတယ်ဆိုပြီးအပြစ်ရှာဖမ်းဆီးကစစ်သားအသစ်စုဆောင်တာဝင်ညှစ်တာတွေပုံမှုအရှိန်မြင့်လှုပ်လာတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းကမန္တလေးမြို့ကန်အထက်တန်းကျောင်းသားလူငယ်တစုကိုစုပ်စုကမွေးရစေသုံးတယ်လို့ဆွဆွဲကအမှုစဉ်ဖမ်းဆီးသွားတယ်လို့အဲ့ဒီဖြစ်စဉ်ကိုသိရှိသူမန္တလေးမြို့ကန်မိဘတအုပ်ကအမတ်ပီကိုပြောပါတယ်။မေလ၄ရက်ကလည်းမန္တလေးမြို့မရပူရမြို့နယ်စကိုင်းမန္တလေးအထွက်နားမှာရှိတဲ့မွေးရစေသုံးဆွဲနေရာတစ်ခုကိုစုပ်စုကဝင်ရောက်ဖမ်းဆီးပြီးနောက်အဲ့ဒီတဲက35နဲ့မပြည့်သေးသူအချို့ကိုစစ်သားတစ်စုဆောင်ပြီးတော့အချို့ကိုတော့မွေးရစေအမှုနဲ့စုပ်စုကတရားစွဲငွေညှစ်နေတယ်လို့မန္တလေးမြို့ကန်မြေပြင်ခင်းထောက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Voice of Mandalay ကဖော်ပြပါရယ်။ဒါ့အပြင်မေလ6ရက်နဲ့9ရက်ကမန္တလေးမြို့မဟာအောင်မြင်မြို့နယ်62လမ်းမနော်ရမန်အကစားကွင်းအရှိဘက်ကျောင်းကုန်းရက်ကွက်တွင်အသက်20ကျော်အရွယ်လူငယ်2ဦးကိုစုပ်စုကပေါ်တာဆွဲစစ်သားသစ်စုခဲ့တယ်လို့မေလ10ရက်ကလည်းချိုင်းတာဆန်မြို့နယ်63လမ်းနဲ့32လမ်းပေါ်မှာရှိတဲ့လက်ဖက်ရည်ဆိုင်မှာလုတ်ကင်နေတဲ့လူငယ်2ဦးကိုငွေကျပ်330ပေးမယ်လို့ပြောဆိုစီယုံကပေါ်တာဆွဲစစ်သားသစ်စုဆောင်သွားတယ်လို့ Voice of Mandalay ကဖော်ပြပါတယ်။မန္တလေးမြို့မှာစုပ်စုကလူငယ်တွေကိုပုံစံအမျိုးမျိုးနဲ့ဖမ်းဆီးကပေါ်တာဆွဲဖမ်းဆီးနေပြီးစစ်မှုတန်းလူစားထိုးဖို့အတွက်ပြန်လည်ရောင်းစားနေကြတာလို့မြို့ကန်တွေကပြောပါတယ်။မန္တလေးမြို့ပေါ်မှာရှိတဲ့ငွေကြေးချမ်းသာသူမိသားစုတွေဟာသူတို့သားသမီးတွေကိုစစ်မှုထမ်းမထည့်ပဲလူစားထိုးနိုင်ဖို့အတွက်ရက်ကွက်အစစ်စုပ်စုလက်နက်ကင်တွေအုပ်ချုပ်ရေးမှုတွေပြူစောတိတွေနဲ့ညှိနှိုင်းကလူအစားထိုးနေတာဖြစ်ပါတယ်။မန္တလေးမြို့မှာစစ်မှုထမ်းလူစားထိုးဖို့အတွက်တယောက်ကိုအနည်းဆုံး700ပေါက်ဈေးရှိကလူမောင်ကိုဈေးကွက်တစ်ခုလိုဖြစ်နေရကြောင်းစုပ်စုလက်သက်မွေးထားတဲ့လက်နက်ကင်တွေကမြို့ရွာရက်ကွက်တွေတဲ့ပုံစံမျိုးစုံနှီးမျိုးစုံသုံးကပေါ်တာဆွဲလူသစ်စုဆောင်းနေကြတာဖြစ်တယ်လို့မန္တလေးမြို့ကန်တို့ကပြောပါတယ်။ရက်ကွက်အုပ်ကြီးဆိုသူတွေကလည်းရခိုင်ကတခိုးမိတယ်ဆိုရင်ရဲစကန်ပို့လေးရှိပေမဲ့လက်ရှိမှာတော့စစ်မှုထမ်းလူစားတို့ဈေးကွက်ကြောင့်တခိုးချပိုးတွေကိုဖမ်းမိပါကလည်းအမှုမကတ်တော့ပဲရက်ကွက်ရုံးမှာပဲဖမ်းဆီးထားကစစ်မှုထမ်းအတွက်လူစားထိုးရောင်းစားဖို့လူအယောင်းဝယ်လုပ်နေကြတယ်လို့စုပ်စုအတိုင်းဝိုင်းနဲ့နီးစပ်သူမန္တလေးမြို့ကန်တို့ကလည်းအမတ်ပီကိုပြောပါတယ်။မင်းအောင်လှိုင်ဦးဆောင်တဲ့အာဏာသိမ်းစုပ်စုဟာ2024ခုနှစ်မလကစလို့နိုင်ငံတော်မှာရှိတဲ့လူငယ်တွေကိုပေါ်တာဆွဲစစ်သားသစ်စုဆောင်ကအသေးခံစစ်သားဖြစ်အသုံးချနေတာဖြစ်ပါတယ်။စုပ်စုပေါ်တာဆွဲသူတွေကိုအသေးခံစစ်သားဖြစ်အသုံးချနိုင်ဖို့ရက်တို့တင်နန်းပေးနေတာဖြစ်ပြီးတော့စစ်တင်နန်းအပတ်စဉ်တစ်ခုကိုလွင်အား9000နှုန်းနဲ့စုဆောင်တင်နန်းပေးနေခဲ့တာအခုဆိုရင်စစ်မှုထမ်းအပတ်စဉ်25ထိရောက်ရှိနေပြီမို့ပေါ်တာဆွဲခံရသောအနည်းဆုံးလူ3သိန်းရှိပြီဖြစ်ပါတယ်။